Hello everyone. Today I will catch Hapala and Marcia.ကျွန်တော်ဒီနေ့ Marcia လာများတာပေါ့နော်ဒီကျွန်တော်တို့ဒီခမန်းကြီးကျွန်တော်ဟိုဘာလောက်မနက်ကနေထွက်လာတာဒီ6နာရီထွက်လာတယ်9နာရီထိုးရောက်တယ် approximate arrival 7 a.m. in the morning 30 minute driving a place outside the city ပေါ့နော်ကျွန်တော်တို့ဒီငါးမြတဲ့နေရာကိုဘီယိုရဲလို့မရဘူးကွာတကယ်လောက်ပါအောင်ဘီယိုရဲလို့မရဘူးကဲနေကြည့်ဒီယာ我爷我这养那背养那啊喂这养这我背မီးပြီကွာတိတ်ချလို့ကွာလီယာဟဲလို့မှန်းတယ်တိတ်ချကလည်းဖားကြည့်အောင်ကလိုက်ကြည့်အောင်ကလာငါကြီးမရှိရပါဒါပဲငါတို့ fishing ကိုဒါပဲ